အားလုံးပဲမင်္ဂလာပါဒီစပေါ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်စနေနေ့ည9:00နာရီရှိမှကစားမယ် Manchester United နဲ့ Tottenham Hotspur ပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုသုံးနေတယ်လို့ပြောပြပါမယ်အဲ့တော့ကျွန်တော် United ချန်လေးကိုပဲယင်ဆွေးနွေးမှုတွေလုပ်လိုက်အောင် United တို့အနေနဲ့ဒီ Spur နဲ့ပွဲမှာပေါ့ထွက်လာနေကြ line ကိုပဲရှေ့ခဲ့ပြီးကျွန်တော်လက်တော်ရှေ့သွင်းပြနေတဲ့ကစားသမားတွေပေါ့နော်အကြောင်းလေးလည်းပြောရင်းနဲ့ပေါ့အဲ့တော့ကျွန်တော်ကိုသမားနေစပြောလိုက်အောင်ကိုသမားဆန်နီလန်မန်နေနဲ့ United တို့နိုင်ပွဲမှာအဓိကကြတဲ့ပလီယာတယောက်အပါဝင်လဲပြောလို့ရတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့လက်ဆွဲပြမှုတွေကြောင့်သာ United တို့ဒါကိုယ်ခွင့်ပြုခဲ့ရတယ်တော်တော်များတယ်ပေါ့နော်။ပွဲစဉ်တော်တော်များများမှာအဲ့တော့ United ရဲ့နိုင်ပွဲမှာလဲသူအဓိကအခန်းကဏ္ဍနေတဲ့ပါဝင်တဲ့တယောက်လဲပြောလို့ရတယ်။ပြီးတော့ဒီခန်းစစ် line ကဒါဒီမက်ကွိုင်းယာနဲ့ဟိမက်ကွိုင်းယာနဲ့ဒီမာဒီနဲ့ပေါ့နော်။သူတို့ဒီတွဲဘက်ကလည်းဒါကောင်းကောင်းရှေ့သွင်းပြတယ်လို့ပြောလို့ရတယ်။ပြီးတော့ဒီ full back တွေဖြစ်တဲ့ဒီကိုဒါလောနဲ့ဒါလူရှိုးကလည်းဒါနောက်ပိုင်းရှေ့သွင်းလေးပြန်ပြလိုက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီကိုဒါလောနဲ့လူရှိုးကလည်းဒါအတိုင်းနောက်တစ်ခါလောက်ထိတော့ဒီတိုက်စစ်ကောခံစစ်ကောသူမြင့်မြတ်တကစားနိုင်တယ်လို့ပြောလို့ရတယ်ပြီးတော့ကွင်းလယ်ပိုင်းဒီ Casemiro ကလည်းဒါ United တို့နဲ့ဒီရာသီကုန်လက်ခွဲတော့မယ်ဆိုကမှဒါအမှတ်တရတွေဖြစ်အောင်လို့ရှေ့သွင်းပြနေလို့ပဲပြောရမှာပဲသူရဲ့ဒီ Casemiro ရှေ့သွင်းအောင်ပြန်ပြီးတော့ရတယ်လို့ပြောလို့ရတယ်ဟို United အနေနဲ့နှမျောစရာတော့ဖြစ်ကောင်းဖြစ်တာပေါ့ဗျာအဲ့တော့ပြီးတော့ကိုဗီမိန်နူပေါ့နော်ကိုဗီမိန်နူကလည်းဒါရှိုးဒီ fan တွေတချို့လူရတော့ဒါ United ဘက်ကဝေးသွင်းနေတဲ့ဒါဒီမတ်တီကိုညာတို့ဒါအပွင့်မိုးတို့ဘရူနိုဖာနယ်တို့အကြောင်းတွေကိုပြောနေပြီမဲ့ဒီကိုဗီမိန်နူကိုမေ့နေကြတယ်ပေါ့နော်ကိုဗီမိန်နူကဒါနောက်ပိုင်းဒီကာရီလက်ထက်မှာဒီနိုင်ပွဲမှာအဓိကကြတဲ့သူလည်းခန်းခဏပေါင်တယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့ဒီသူ့ရဲ့ဒီ on the ball movement နဲ့ off the ball movement တွေမှာလည်းတကယ်ကောင်းတဲ့ player ဗျာသူ့ကြောင့်ပဲဒါ Bruno Fernandes လည်းဒီတိုက်ဆက်မှာလွတ်လွတ်လပ်လှုပ်ရှားလို့ရတယ်လို့ပြောလို့ရတယ်အဲ့တော့ကိုဗီမင်းတို့လည်းဒါပေးထားလို့မရတဲ့ player လို့ပြောလို့ရတယ်အဲ့တော့တိုက်ဆက်ပိုင်းပေါ့တိုက်ဆက်ပိုင်းကဒါ Michael Carrick လက်ထက်မှာဒီ Drogo ပေါ့နော် Drogo ကလည်းဒါ left midfielder left winger ပုံစံဒါခြေစွမ်းပြကစားခဲ့တယ်ဒါပေမဲ့သူတန်ရောက်သိနောက်ပိုင်းမှာသူ့မြောက်ဝင်ကစားတဲ့ဒါမတိရဲ့ကွန်ညာလည်းဒါမစိုးဘူးဒါခြေစွမ်းပြကိုယ်သွင်းပေးနေတယ်ပေါ့အဲ့တော့ United တို့တိုက်စစ်ပါထွေထူးအများကြီးပြောတာမလို့အမတ်တီယာတို့အပွင့်မှုတို့ကလည်းဒါတိုက်စစ်ပါမှာအကောင်းဆုံးလှုပ်ရှားနိုင်သူတွေဖြစ်တယ်ပြီးတော့ Bruno Fernandes ပေါ့နော် Bruno Fernandes ကလည်းဒါပွဲစဉ်ထဲမှာသူ့ရဲ့ဂိုးတွေဒီအစ်စ်တွေပေါ့နော်ဒီဖန်တီးမှုတွေနဲ့ဒါပွဲစဉ်ထဲလို့ဒါခြေစွမ်းပြတယ်လို့ပြောလို့ရတယ်အဲ့တော့တိုက်စစ်ပါကတော့ရန်ထွေထူးကြီးပြောစရာမရှိဘူးဒါ United တို့အားသက်ချက်ဆိုရင်တော့ဒါတိုက်စစ်ပန်းလို့ပဲပြောရမှာပဲကျန်တဲ့နေရာကြီးတော့ဒါ balance လေးတော့နည်းနည်းတော့ဖြစ်တဲ့အနေထားမရှိတယ်အဲ့တော့ Michael Carrick အနေနဲ့ဒီ full နဲ့ပွဲမှာပေါ့နော် full နဲ့ double ပွဲစဉ်တွေကိုဖျက်ဆီးပြီးပေါ့နော်ဒါ United အနေနဲ့ဒီပင်ကြီးဖြစ်တဲ့ဒီ Arsenal တို့ဒါ City တို့ဒီ counter attacking နဲ့ quick transition နဲ့နိုင်ခဲ့ပေမဲ့ full နဲ့ပွဲမှာဒါတန်စရာရှိခဲ့ရပါတော့ဒါပေမဲ့ဒီတန်စရာကိုပဲ show ပြခဲ့လို့ပြောလို့ရတယ်ဒါပေမဲ့ဟို full နဲ့ဆိုင်ဒီ Spur ရဲ့ဒီ double ကပို့ပြီးအားကောင်းတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ Carrick တို့အနေနဲ့ဒီပွဲစဉ်မှာတော့ဘယ်လိုနေပြီးဝိုက်သုံးလာမလဲတော့ချက်စိတ်ဝင်စားကောင်းနေပေါ့နော်အဲ့တော့ကျွန်တော် Spur ဘက်လေးကိုလှည့်လိုက်အောင်အဲ့တော့ကျွန်တော် Spur ဘက်လေးကိုအရင်ပြောလိုက်အောင် Spur ဘက်ကတော့ဒါပြီးခဲ့တဲ့ပွဲမှာဒါ Manchester City နဲ့ပွဲမှာတော့ဒုတိယပိုင်းရှေ့စွမ်းပြဒီရှေ့ပါဂိုးတွေနဲ့ကျွန်တော်2-2 draw ဖြစ်စေခဲ့ပေါ့နော်ဒါထိုက်စမှုဆိုလည်း Scorpion ဂိုးတွေနဲ့လည်းအပါဝင်ပေါ့အဲ့တော့ Thomas Ford အနေနဲ့ဒီနေ့ပွဲစဉ်မှာတော့ဒီ City နဲ့ပွဲစဉ်အားလို့ပဲဒါ 3-4-3 ပုံစံတော့ထွက်လာပြီးဖို့များပါတယ်ဒါပေမဲ့ဒီအနေထားမှာဒီ Dragos နေရာမှာပေါ့နော် City နဲ့ဒီပွဲမှာအမှားများခဲ့တဲ့ Dragos နေရာမှာတော့ Van de Ven ပြန်ပါလာနိုင်မယ်ဆိုတော့ဒါ Spurs တို့အတွက်ကတော့ဒါခန်းစစ်ကဒါအင်အားတောင်းမယ်လို့ကျွန်တော်ထင်တယ်မဟုတ်ရင်တော့မလွယ်ဘူးပေါ့နော်အဲ့တော့ကွင်းလယ်ပိုင်းတော့ပါပေးစာကလဟာတော့ဒီအီဒီကွာဒီလာတဲ့ဒါကော်နာကလဟာလည်းဒါပရီးမီးယားလိမှာဒီချက်စီးသစ်မှာကစားခဲ့တဲ့ PP ပေါ့နော်သူအကောင်းဆုံးကွင်းလယ်မှာမောင်းနေပြီးတော့ထိန်းချောင်းနိုင်ခဲ့အောင်တွေ့ရတယ်ပြီးတော့ဒီတိုက်စစ်ပိုင်းပေါ့တိုက်စစ်ပိုင်းတော့ဒါဇာဗီစီမွန်နဲ့ဆိုလန်ကီအတွေ့အတော့ဒါမစိုးဘူးစပါးမှာဒီဂိုးရနိုင်ကြီးဒီကိုမျောလင်းချက်ကတော့သူတို့နှစ်ယောက်စီမှာပဲတွေ့ရတယ်ကျန်တဲ့အိုလိုဘက်ကတော့အလုံးဝတော့ကောင်းတယ်ဒါပေမဲ့အသင်းနဲ့တစ်ခါရောက်ရှင်ဒီသူ့ရဲ့ unbroaded ပေါ့နော်ဒါပြီးတော့အသင်းနဲ့fitting မကြတဲ့အနေအထားလေးတော့တွေ့နေရတော့မယ်တပွဲတော့ကောင်းတယ်ဒါနဲ့နောက်တစ်ပွဲကျတော့ဒီ
ဒီစစ်မပြေတာတွေ့ရမှာနော် consistent တိတ်မဖြစ်ဘူးလို့ပြောလို့ရတယ်အဲ့တော့စပါဘက်ကကိုရနိုင်ကြီးရှိရတော့ဒါဇာဘီစင်မွန်နဲ့ဆိုလန်ကီအတွဲလို့ပဲကျွန်တော်မြင်ပြီးရသူတို့နှစ်ယောက်သာဒီကောင်းကောင်းဒီရှေ့စွမ်းပြလှုပ်ရှားနိုင်မယ်ဆိုရင်တော့စပါကိုရဖို့ကတော့ဒီတိတ်မခက်ခဲဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်အနည်းဆုံးပြောရမယ်ဆိုရင်တော့ United တို့အနေနဲ့နောက်ဆုံး3ပွဲဆက်နိုင်ရတယ်ပေါ့နော်3ပွဲဆက်နိုင်တဲ့မှာစင်တစ်ကအာဆင်နယ်နဲ့ဒါစနစ်ကဒါမန်ချက်စတာစီးတီးတို့ပါဝင်နေဗျပြီးတော့ကစားခက်တဲ့နောက်ဆုံးခြေစံပြနေတဲ့ဖူဝမ်အသင်းလည်းပါဝင်တယ်အဲ့တော့ဒီလိုအသင်းမျိုးကိုနိုင်ထားတာတော့ဒါ model ဘိုင်းရောတကယ်ဒီစိတ်တဲ့ဘိုင်းပေါ့နော်စိတ်တဲ့ဘိုင်းဆိုင်ရာတော့မြင့်နေမှာတော့အမှန်ပဲပြီးတော့စပါဘက်ကလည်းဒါနောက်ဆုံးဒါစီးတီးလို့အသင်းကိုဒါတူတူတော့ကန်ခဲ့တယ်ပေါ့နော်စပါဘက်ကလည်းဒါတိုင်းတာတစ်ခုလောက်ထိတော့ model ဘိုင်းတော့ရှိတယ်ဒါပေမဲ့United နဲ့ဒီကားရေးပေါ့နော်ကားရေးအနေနဲ့သူ့ရဲ့ quick transition တွေ quick counter တွေနဲ့ပြီးတော့ဒီဆုံးဖြတ်နိုင်တဲ့ဒီ player ပေါ့နော်ကွန်ဟာတို့ဘရူနိုဖာနန်တို့ရှိနေရတော့ဒီပန်းအားသာနေလို့ကျွန်တော်ထင်တယ်တိုမတ်ဖက်တို့နေရလဲဒါဒီအိုထာဖို့မှာတော့ဒီဒီပတ်ကိုတော့ဥတီပြီးတော့ကန်လာမှာပဲသူတို့မနိုင်ရန်တော့မှဒီတမတ်တော့ရအောင်ယူနိုင်မဲ့အနေထားတော့ဒီအစုဖွဲ့တော့ရှိတယ်အဲ့တော့ဒီစီးတီးနဲ့ပွဲစဉ်တော်မှာဒီ Dragosin ပေါ့နော် Dragosin အမှားကြောင့်ပြီးတော့ဒီ Chucky ဒီ surprise shot လေးကြောင့်သာစီးတီးဘက်ကိုဂိုးခွင့်ပြုရလို့ပြောလို့ရတယ်အဲ့တော့ဒီ Dragosin နေရာမှာဒါ Van de Ven ပါလာနိုင်မယ်ဆိုတော့စပါကန်စီကအင်အားကောင်းမယ်တော့ထင်တယ်ဒါ Dragosin လည်းပြန်ပါလာမယ်ဆိုတော့ United တို့အကြိုက်ဖြစ်သွားနိုင်ဖို့များပါတယ်အဲ့တော့ခြုံကြည့်ရမယ်ဆိုရင်တော့ United အနေနဲ့1 goal မှကျင်လောက်နေတော့နိုင်ရသွားမယ်လို့ကျွန်တော်ထင်တယ်ဘိုးပြမပြက်ကတော့ဒီစပါခန့်စစ်ပေါ့နော်စပါခန့်စစ်ဒီထွက်လာမဲ့လူလိုင်းရဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်ကတော့မူတည်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ Dragosin ပါလာမယ်ဆိုတော့ United တို့အနေနဲ့ကိုပြတ်နိုင်ကြီးရှိတယ်မဟုတ်ရင်တော့1 goal မှကျင်လောက်ပဲကတ်နိုင်ရသွားဖို့များပါတယ်ညီကိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲအမြင်လေးလည်းမျှောက်ပေးလို့ရပါတယ် United အနေနဲ့ဒါဒီပြီးခဲ့တဲ့နှစ်က Europa League Final ရှုံးကျူပြန်ဆက်နိုင်မလားပြီးတော့ဒီ10ပွဲပေါ့နော်10ပွဲမြောက်ဖြစ်သွားပြီဆိုတော့ဒီစပါးကိုမနိုင်ကြပြီဖြစ်တဲ့ဒီရလက်တွေကိုပဲအပယ်ဖြတ်နိုင်မလားဆိုတော့စောင့်ကြည့်ရပါမယ်ညီကိုတော့အမြင်လေးလည်းမျှောက်ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်